ဖရာတရားပြုလုပ်ပါကုသိုလ်ကောင်းမှုတွေပြုပါလူဒါနတွေပြုပါမယုံမရှိနဲ့ဖရာတရားဂုဏ်တော်ဂါထာတွေရွတ်အနေရကင်းတယ်ကျွန်ုပ်ကတော့ကိုယ်တွေ့ပဲเนาะကိုယ်တွေ့ပဲလက်တွေ့ပဲပြောတာအဲတော့ကျွန်ုပ်ဒီနှစ်ပေါင်းများစွာယောဂဝေဒနာကိုခံစားခဲ့ရတယ်တော်တော်ပြင်းပြင်းထန်ထန်ကိုလည်းခံစားခဲ့ရတယ်ကုသရာတွေပတ်စံမရှိအောင်လဲကြုံတွေ့ခဲ့ရတယ်တော်တော်ကြီးကိုလည်းဒုက္ခရောက်ခဲ့တယ်ဒါကြောင့်ဖရာတရားအရေးကိုခိုလုံခဲ့တဲ့အချိန်ကစ၍တဖြည်းဖြည်းအေးချမ်းလာခဲ့တယ်အေးချမ်းလာခဲ့တယ်ဝေဒနာကိုလည်းနှစ်ပေါင်းများစွာတော်တော်ကြာအောင်တော်တော်ပြင်းပြင်းထန်ထန်ခံစားရတယ်ဖရာတရားဂုဏ်တော်ဂါထာတွေရွတ်တယ်တရားရှုမှတ်တယ်တဖြည်းနဲ့အေးချမ်းလာတယ်သဘောပါလားကိုယ်တွေ့ပြောတာစာတွေ့ပြောတာเนาะကိုယ်တွေ့စာတွေ့တွေတစ်ခုမှမပါဘူးကိုယ်တွေ့လက်တွေ့လုပ်ခဲ့တာလက်တွေ့ပြုလုပ်ခဲ့တာကိုပြောတာเนาะအဲ့တော့ယောဂဝေဒနာခံစားရတဲ့သူများရှိမယ်ဆိုရင်ဖရာဂုဏ်တော်တွေမမေ့ပါနဲ့ပြီးเนาะဂုဏ်တော်ဂါထာတွေရွတ်ပြိဋ္ဌော်တွေကိုဖွင့်နားထောင်ပေတရားနာเนาะတေးသေးချာချာလုပ်ရင်တေးသေးချာချာယောဂပျောက်တယ်အဲ့တခုတော့ပြောပြမယ်ကျွန်ုပ်ဒီလေယောဂဝေဒနာကိုပျောက်ကင်းခဲ့လို့ခုနှစ်သားသမီးပေါင်းရှိရဲ့ဖွာရှေးနေနံဖွာခုနှစ်သားသမီးပေါင်းတို့ကိုယောဂဝေဒနာတွေဖြစ်ခဲ့မယ်ကြုံကြိုက်ခဲ့မယ်ဆိုရင်တိုက်ဆိုင်မှုရှိခဲ့မယ်အချိန်မျိုးဆက်တွယ်နိုင်ပါတယ်ကုသပေးတယ်ကျွန်ုပ်ကိုယ်တိုင်ယောဂဝေဒနာခံစားပြီးတော့ဖရာတရားရဲ့ဂုဏ်ကျေးဇူးကြောင့်ယောဂဝေဒနာတွေပျောက်ကင်းခဲ့လို့ခုနှစ်သားသမီးပေါင်းတို့ကိုလည်းပြန်လဲပြီးတော့ကဲတင်ကူညီပေးတယ်ကုသပေးတယ်လေဖြန်းခြင်းရှင်မဲအောင်ခြင်းကြိုက်ခြင်းခဲခြင်းကြောက်ကပ်ရောင်ခြင်းကြောက်ကပ်နဲ့ပတ်သက်တော့ရောင်ရမ်းခြင်းကြောက်ကပ်ခါကြောတွေအောင်ခြင်းကြိုက်ခြင်းကြွတ်တက်ခြင်းအစပေါ့စကားတွေများတော့ကြွားလုံးထုတ်ပြီးတော့ပြောပါဦးယောဂဝေဒနာဖြစ်ခဲ့မယ်ဆိုရင်အချိန်မီဆက်သွယ်နိုင်ပါတယ်ကု၍ရသည်ဖြစ်စေမရသည်ဖြစ်စေကျွန်ုပ်ပြောပါကုပါကျွန်ုပ်ကိုယ်တိုင်လဲယောဂဝေဒနာပြင်းထန်ခံစားခဲ့ရပြီလို့ဖရာတရားရိတ်ခိုလုံခဲ့လို့ဖရာတရားပြုလုပ်ခဲ့လို့ယောဂဝေဒနာတက်တာခဲ့တယ်ဒါကြောင့်ခုနှစ်သားသမီးပေါင်းတို့ကိုပြန်လည်ပြီးတော့ကုသပေးခြင်းတာဖြစ်တယ်ကျွန်ုပ်ပြုလုပ်နေတဲ့အချိန်ကလေးဖြတ်သန်းနေရတဲ့သာနာပြုလမ်းကိုရှောက်တော့မယ်ရှောက်နေတဲ့အတွက်ကြောင့်မလို့တည်ငါအချိန်လေးပေါ့ခုနှစ်သားမျိုးကဲတင်ခွင့်ရှိမယ်ဆိုရင်တိုက်ဆိုင်မှုရှိမယ်အကျိုးကြောင့်ရှိမယ်ဆိုရင်အချိန်မျိုးဆက်သွယ်ပါမိတိယောဂမျိုးမဆိုးလို့ပြောရင်ကြီးကျယ်ဖြစ်သွားပါလိမ့်မယ်နော်ယောဂဝေဒနာခံစားရရင်အချိန်မျိုးပြောပါဆက်သွယ်နိုင်ပါတယ်ကုသပေးတယ်စေနာဖြစ်ကုသပေးတာပါနော်မေတ္တာစေနာဖြစ်ကုသပေးတာပါဉာဏကိစ္စတွေကိုဘေးချိတ်တာယောဂဝေဒနာပျောက်ဖို့အဓိကပါဘာယောဂဖြစ်ဖြစ်ဆက်သွယ်နိုင်ပါတယ်ကျွန်ုပ်ကိုယ်တိုင်ယောဂဝေဒနာကိုခံစားခဲ့ရလို့ပြန်လည်ပြီးတော့ကုညီကုသပေးတာပါယောဂဝေဒနာကိုခံစားရင်အခုလွှင့်နေတာကိုကြည်မိလို့ကြားမိလို့ဖြင့်အချိန်မျိုးဆက်သွယ်ပါယောဂဝေဒနာခံစားခဲ့ရတဲ့လူခံစားနေရတော့သူများရှိမယ်ဆိုရင်ပိဋကတော်ဖွင့်ပြီးပိဋကတရားနာပါကိုယ်တိုင်လည်းဖရာတရားပြုလုပ်ပါတင်စေကောင်းဝါကောင်းတွေ့ပါလိမ့်မယ်နော်သဘောပါလားယောဂဝေဒနာခံစားရတဲ့လူများရှိရင်နားထောင်နေပါလျင်ပိဋကတော်မေတ္တာတုတ်ကိုဖွင့်ပြီးတော့ပိဋကတရားနာပါနေရောညပါနာပါအတင်စေကောင်းဝါကောင်းတွေ့လိမ့်မယ်တမားကောင်းဆရာကောင်းတွေတွေ့ပါလိမ့်မယ်နော်မှန်ကန်တဲ့လောက်ရက်မှန်ကန်တဲ့လမ်းကြောင်းကိုပဲပြောတာနော်အဲ့တော့ဖရာဂုံတော်တစ်ခုခုကိုပွားများနေပါတင့်ယောဂဝေဒနာဧကအမှန်တက်တာလိမ့်မယ်စေတွေ့လိမ့်မယ်သဘောပါလားအဲ့တော့ခုနှစ်သားသမီးပေါင်းတို့ယောဂဝေဒနာခံစားနေရရင်အနှောက်အယှက်တွေများကြုံနေခဲ့ရင်လဲအချိန်မီဆက်သွယ်မေးမြန်းနိုင်ပါတယ်ကျွန်တော်ကုသပေးပါတယ်တတ်နိုင်သလောက်
ကြွားလုံးမပြောပါဘူးနော်ကိုကိုတိုင်းကြုံတွေ့ကြရလို့ပြန်လဲကူညီပေးတာပါနော်ကျွန်တော်ကတော့ဒါနာပြုလမ်းကိုရှောက်နေတယ်နော်စကားအကြီးလဲအများကြီးမပြောချင်ဘူးလှုပ်တင်ရမယ့်အချိန်မှာလှုပ်ပေးတာနော်အချိန်ကြီးကြော်လွန်သွားရင်တော့ကျွန်တော်ကရှေ့ဆက်လျှောက်သွားရမှာမှတ်လို့ဒါလောက်ပါပဲနော်ချိန်မီဆက်သွယ်နိုင်ပါတယ်နော်